အားလုံးပဲမင်္ဂလာပါ IT Land ရဲ့ sharing channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီ channel လေးရဆိုရင်ကွန်ပျူတာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲမျှဝေပေးသွားမှာမို့ like and subscribe ပြုလုပ်ထားနိုင်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ PowerPoint design သင်ခန်းစာများပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်တို့က PowerPoint design ပြုလုပ်မှာဖြစ်တဲ့အတွက် PowerPoint application လေးကို double click နှိပ်ပြီးဖွင့်လိုက်ပါမယ် blank presentation လေးကိုရွေးလိုက်ပါမယ်ဒီမှာကျွန်တော်တို့ကဒီ PowerPoint design မှာအသုံးပြုမဲ့၄ရောက်ပုံစံလေးကဘာပုံစံလေးလဲဆိုရင်ဒီ၄ရောက်ပုံစံလေးထဲမှာကျွန်တော်က blank ဆိုတာလေးကိုရွေးပေးလိုက်ပါမယ်ဒီ blank ထဲမှာကျွန်တော်ကစာရေးမှဖြစ်တဲ့အတွက် insert ဆိုတာလေးကိုရွေးပေးလိုက်ပါမယ်ဒီ tag ထဲကပေါ့နော် insert ဆိုတာလေးကိုရွေးလိုက်ပါမယ်ရွေးပြီးရင် illustration group တွေကနေပြီးတော့မှ shape ဆိုတဲ့ group တွေကိုကျွန်တော်ကဖွင့်လိုက်ပါမယ်ဖွင့်ပြီးရင်ဒီမှာ text box စာလေးရာလေးတစ်ခုခေါ်လိုက်ပါမယ်အဲ့ဒီမှာကျွန်တော်ကစာရေးမှာဖြစ်တဲ့အတွက် selection တစ်ခုပေးလိုက်မယ်ပေးပြီးရင်ဒီမှာကျွန်တော်ရေးမဲ့ font တွေ size font တွေအမျိုးအစားတွေ font size တွေကိုတခါလေးရွေးချယ်ခဲ့မှာဖြစ်ပါတယ်ဒီမှာကျွန်တော်ရေးမဲ့ font size လေးကတော့ impact font ပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လဲကို PowerPoint presentation ပြုလုပ်မဲ့ကိုကြိုက်တဲ့ font ကိုထည့်သွင်းအသုံးပြုနိုင်တယ် font size တွေလည်းကိုကြိုက်တဲ့ font size အရွယ်အစားတိုင်းပြုလုပ်နိုင်ပါတယ်ဒီမှာကကျွန်တော်ကဒီသင်ခန်းစာလေးဖြစ်တဲ့အတွက်ကျွန်တော်က impact font လေးကိုပဲသုံးပြလိုက်ပါမယ်font size ကိုကျွန်တော်က40သုံးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ကဒီမှာကျွန်တော် PowerPoint presentation လုပ်တဲ့အခါမှာဒီ PowerPoint presentation လုပ်ဖို့အတွက်ခေါင်းစဉ်လေးကိုရေးလိုက်ခေါင်းစဉ်ရေးဖို့အတွက်တစ်ခုရေးလိုက်ပါမယ် title လို့ရေးလိုက်ပါမယ်ဟုတ်ပြီဒီလိုရတဲ့အခါမှာကျွန်တော်ကဒီလွတ်တဲ့နေရာလေးမှာကလစ်တစ်ချက်ထောက်လိုက်မယ်ထောက်ပြီးဒီကောင်လေးကို selection တက်ပြန်ပေးမယ်ပေးပြီးတဲ့အခါမှာပေါ့နော်ဒီဟာလေးကိုကျွန်တော် copy ပွားချင်တာဖြစ်တဲ့အတွက် control လေးကိုတစ်ချက်ဖိမယ်ဖိပြီးတဲ့အခါမှာဒီလိုပုံစံလေးပေါ်လာပြီဆိုရင်ပေါ့ပေါ်လာပြီဆိုရင်လက်ကလစ်လေးနဲ့အောက်ကိုတစ်ချက်ဆွဲခဲ့လိုက်ပါမယ်ဟုတ်ဒီလိုအနေထားရောက်ပြီဆိုရင်ကျွန်တော်ကလက်ကလစ်လေးကိုအရင်လွတ်ပါမယ်ဟုတ်ကဲ့ဒီလို copy ပွားပြီးရင်နောက်ထပ် copy တစ်ခုထပ်ပွားပါအောင်မယ်control လေးကိုဖိပြီးတော့မှ copy ထပ်ပွားပါအောင်မယ်နောက်ထပ်တစ်ခုထပ်ပွားပါအောင်မယ်ဟုတ်ကဲ့ဒီလိုရတဲ့အခါမှာကျွန်တော်က title တွေပဲဖြစ်နေတာဖြစ်တဲ့အတွက်နောက်ထပ်ခေါင်းစဉ်လေးတစ်ခုရေးဖို့ပေါ့ဥပမာဒုတိယခေါင်းစဉ်အနေနဲ့ကိုဘာပြောမလဲဆိုတဲ့အကြောင်းအရာလေးပေါ့ဒါမှ title ကိုပြောမဲ့ခေါင်းစဉ်အကြောင်းအရာရေးပြီးရင်ဒုတိယအနေနဲ့ကျွန်တော်က definition ဆိုတာလေးကိုရွေးလိုက်ပါမယ်မိတ်ဆွေတို့လည်းမိတ်ဆွေတို့ပြောမဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးခေါင်းစဉ်လေးတွေကိုရေးထည့်နိုင်ပါတယ်ဒီမှာစာရွက်ဒီစာဆက်အောင်ကျွန်တော်တစ်ချက်ပြန်ပြင်လိုက်မယ်ဟုတ်ကဲ့တတိယနေရာနဲ့ကိုပြောမဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှခေါင်းစဉ်လေးတွေကိုပြန်ပြင်လိုက်ပါဒီလိုပဲနောက်ထပ်ဟာလေးတွေကိုလည်းကိုပြောမဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှခေါင်းစဉ်လေးတွေကိုပြင်ပေးလိုက်ပါဟုတ်ပြီဟုတ်ပါပြီဒီမှာကျွန်တော်တို့ကလွတ်တဲ့နေရာမှာကလစ်လေးတစ်ချက်ထောက်ပြီးတဲ့အခါကျရင်ဘယ်လိုလုပ်မလဲဆိုရင် control A နဲ့အကုန်လုံးကို select all လေးပေးလိုက်ပါပြီးပြီးရင်ကျွန်တော်က font ရဲ့အရောင်ကိုပြောင်းမှာဖြစ်တဲ့အတွက်ဒီပေါ့နော် A ပုံစံလေး font color ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ဒီမှာကျွန်တော်ဘာကိုရွေးချယ်မလဲဆိုရင်တော့ဒီမှာပေါ့နော်ဒီလို color လေး light gray background 2ဆိုတဲ့ color လေးကိုကျွန်တော်ကရွေးလိုက်ပါမယ် color မိမိလေးပေါ့နော်ဟုတ်ပြီအဲ့ဒီအချိန်မှာကျွန်တော်ကဒီမြင်ကွင်းကိုဒီပေါ့နော်ဒီ title ဆိုတာလေးတွေကိုအောက်ဘက်ကိုချက်ဆွဲချလိုက်ပါမယ်ဒီအလေကောင်စင်တာနဲ့လေကောင်စင်တာလေးကြောက်အောင်ပေါ့နော်ဟုတ်ကဲ့ဒီလိုရပါပြီရတဲ့အခါမှာအောက်ကကောင်လေးကိုမြင်အောင်ကျွန်တော်က control လေးဖိပြီးတော့မှဒီမောက်မှာပါတဲ့ wheel လေးကိုအချုံချဲအနေနဲ့လုပ်လိုက်ပါမယ်ဟုတ်ကဲ့ဒီလိုလေးရလာပါပြီရလာတဲ့အခါမှာကျွန်တော်တို့ကဘာလေးကိုတစ်ချက်သွားပြီးတော့မှဖွင့်မလဲဆိုရင် insert တက်ထဲထပ်သွားပါမယ်သွားပြီးရင် shape ထဲကိုသွားမယ်သွားပြီးရင်ဒီမှာ3ခံပုံလေးတွေ့လာမလို့ခင်ဗျာဒီ3ခံပုံလေးကိုကျွန်တော်ကတစ်ချက်ကလစ်ပြီးဒီမှာတစ်ချက်ဆွဲလိုက်ပါမယ်ဒီလိုအနေထားရတဲ့အခါမှာကျွန်တော်က
သူ့ကိုကာလာလေးတွေပြောင်းမှဖြစ်တဲ့အတွက်ဘယ်ထဲသွားမလဲဆိုရင်ဒီမှာ shape format group တွေကနေပြီးတော့မှ shape face ဆိုတာလေးကိုတစ်ချက်သွားလိုက်ပါသွားပြီးရင်ကျွန်တော်ကအနက်ရောင်ကာလာလေးရွေးလိုက်မယ်ရွေးပြီးရင် shape outline ကိုဖြောက်မှဖြစ်တဲ့အတွက် shape outline ကိုဖွင့်မယ် no outline ထားလိုက်မယ်အဲ့ဒါပြီးရင်ဒီကောင်လေးကိုကျွန်တော်တစ်ချက်ဒီလိုပုံစံလေးလဲလိုက်ပါမယ်အညီလဲပေါ့နော်အဲ့ဒါပြီးရင်သူ့ကိုကျွန်တော်ကအလဲကောင်စင်တာလေးမှာထားမှဖြစ်တဲ့အတွက်အလဲကောင်စင်တာကြားမဲ့နေရာလေးကိုလာပြီးတော့မှရွေးလိုက်ပါမယ်ဒီလိုလေးကတ်ထားလိုက်မယ်ပေါ့နော်ကတ်ပြီးရင်ဒီမှာကျွန်တော်ကဒီကမိတ်ဆွေတို့မြင်နေရတဲ့ဒီမှာ title ဆိုတာလေးပေါ့နော်ဒီ title ဆိုတာလေးကိုတစ်ချက်ကလစ်လိုက်ပါကလစ်ပြီးရင်သူ့နေရာရွှေ့မှဖြစ်တဲ့အတွက်ဒီလို move pointer လေးပေါ်နေတဲ့အချိန်မှာတစ်ချက်ဖိပြီးတာနဲ့ဒီလိုပုံစံလေးသူ့ရဲ့တက်တဲ့အနေထားတိုင်းလေးလာရွှေ့ပေးလိုက်ပါအဲ့လိုရွှေ့ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဒီကောင် color ထပ်ပြောင်းပေးရပါမယ်ဒီလို selection ဝင်နေတဲ့အချိန်လေးမှာတစ်ခုတည်းပဲเนาะ color selection ဝင်နေတဲ့အချိန်မှာကျွန်တော်က font color ကိုတစ်ချက်ပြန်သွားပါသွားပြီးရင်ဒီမှာ black color ကိုပဲပြန်ထားပေးလိုက်ပါထားပေးပြီးရင်ကျွန်တော်တို့ကကြံတဲ့ဥစ္စာတွေကိုလည်းအပေါ်ဘက်ကိုနည်းနည်းတိုးချင်တာဖြစ်တဲ့အတွက် control လေးကိုတစ်ချက်ဖိကြံတဲ့ဟာလေးတွေကိုပါ selection ပေးလိုက်ပါအဲ့လိုပေးပြီးပြီဆိုရင်ကျွန်တော်တို့ကအပေါ်လေးကိုနည်းနည်းတင်ပေးလိုက်မယ်ဟုတ်ဒီလိုနေထားရပါပြီဒီလိုနေထားရလာတဲ့အခါမှာကျွန်တော်တို့ကဒီလိုပုံစံရလာပြီဆိုရင်ဒီ slide လေးပေါ်မှာ click တစ်ချက်တက်ပြန်ထောက်မယ်ထောက်ပြီးရင်ဘယ်လိုပုံစံလုပ်မလဲဆိုရင်ကျွန်တော်က right click တစ်ချက်ထောက်မယ် duplicate slide ဆိုတာလေးကိုနှိပ်လိုက်ပါဒီလိုရပြီဆိုရင်ကျွန်တော်တို့ကဒီ title အမဲအောင်လုပ်ထားတဲ့ကောင်လေးကိုအပေါ်တင်ပေးလိုက်ပါမယ်ဒီလိုနေထားရပြီဆိုရင်ဒီ color လေးကိုပြန်ပြောင်းပေးပါမယ်ခုနက color လေးတိုင်းပဲပြန်ပြောင်းပေးလိုက်ပါအဲ့ဒါပြီးရင်အခုတစ်ခေါက်အပေါ်တင်မဲ့ color ဒီဟာလေးက decoration ဆိုတာဟာလေးကိုကျွန်တော်ကအပေါ်တင်မှာဖြစ်ပါတယ်ဒီလိုတင်လိုက်ပါပြီဒီလိုတင်ပြီးတဲ့အချိန်မှာသူ့ကိုလည်းခုနကနီလန်တိုင်းပဲ color လေးအနက်ရောင်ပြောင်းမယ်ပြားလေးတွေကိုအပေါ်ပြန်တင်ပေးပါမယ် selection ပေးလိုက်ပါသုံးခုလုံးကိုဟုတ်ကဲ့ဒီလိုနေထားရရှိလာပါပြီဒီလိုနေထားရပြီရှိပြီဆိုရင်ကျွန်တော်တို့ကဒီ site ပေါ်လေးမှာ click တစ်ချက်တက်ပြန်ထောက်ပြီးရင် right click လေးထောက်လိုက် duplicate slide ဆိုတာလေးထပ်ပွားလိုက်ပါမယ်ဒီလိုနေထားရရှိလာတဲ့အခါမှာကျွန်တော်တို့ကဒီအပေါ်ကိုရောက်ရှိနေတဲ့ title နဲ့ decoration ဆိုတာလေးကိုအပေါ်တစ်ချက်ပြန်တင်ပါမယ်နှစ်ခုလုံးကို selection ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ကအပေါ်ကိုဆွဲတင်လိုက်ပါဒီလိုနေထားလေးရလိုက်ပေါ့နော်အဲ့ဒီမှာ selection တစ်ချက်ဖြုတ်ဒီကောင်လေးကို selection ပြန်ပေးပြီးတော့မှ font color လေးကိုပြောင်းလိုက်ပါသူ့ကိုဒီဘက် title ဆိုတာလေးနဲ့ညီသွားအောင်ဒီဘက်တစ်ချက်ဆွဲပေးလိုက်ပါဒီလိုပုံစံလေးရလာတဲ့အခါမှာကျွန်တော်တို့ဒီတစ်ခေါက်အပေါ်တင်မဲ့ဥစ္စာလေးကတော့ feeling လေးကိုအပေါ် feeling ဆိုတဲ့စာသားလေးကိုအပေါ်တင်မှာဖြစ်ပါတယ်ဒီမှာဒီ3ကန်တုံးလေးနဲ့အညီဖြစ်အောင်တင်လိုက်ပေးလိုက်ပါမယ်သူ့ကို font color တစ်ချက်ပြန်ပြောင်းပေးလိုက်မယ်အဲ့ပြီးရင် conclusion နဲ့ action ဆိုတာလေးကိုကျွန်တော်တို့ကအပေါ်ပြန်တင်ပေးပါမယ်ဟုတ်ဒီလိုရလာပါပြီဒီမှာပေါ့နော်ကျွန်တော်စာကြောင်းတစ်ခုနဲ့တစ်ခုရဲ့အကျယ်တွေကနည်းနေလိမ့်မယ်မိတ်ဆွေတို့အနေနဲ့ထပ်ပြီးမှချဲ့ကျင်နေဆိုရင်လည်းကိုပထမစလုပ်ထေကဒီတစ်ခုစလုံးဒီခေါင်းစဉ်တစ်ခုနဲ့တစ်ခုအကွာဝေးတွေကိုတစ်ခါတည်းချိန်ခဲ့လိုက်ပါနော်ဒီလိုပုံစံလေးရရင်ကျွန်တော်တို့ကဒီပုံမှာပဲ right click တစ်ချက်ပြန်ထောက်ပြီးရင် duplicate slide ဆိုတာလေးကိုပဲရွေးပြလိုက်ပါအဲ့ဒီမှာကျွန်တော်တို့က feeling ဆိုတာလေးကိုလည်းအပေါ်ကိုပဲတင်လိုက်ပါတော့မယ်ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီသုံးခုလုံးကို selection ပေးလိုက်ပါဟုတ်ဒီလိုနေထားရတဲ့အခါမှာလွတ်တဲ့နေရာမှာ click တစ်ချက်ပြန်ထောက် feeling လေးကို selection ပြန်ပေးလိုက်ပါ color အရောင်ပြောင်းပါမယ်ပြောင်းပြီးရင်သူ့ကိုဒီဘက်ဘေးကိုတစ်ချက်ပြန်ဆွဲပေးလိုက်ပါမယ်ဟုတ်ဒီလိုရတဲ့အခါမှာကျွန်တော်တို့ဒီတစ်ခေါက်အပေါ်တင်မဲ့စာသားလေးက conclusion ဆိုတဲ့စာသားလေးကိုအပေါ်တင်မှာဖြစ်ပါတယ်ဒါကြောင့်သူ့ကို selection ဝင်နေတဲ့အချိန်မှာအပေါ်တစ်ချက်တင်ပေးဒီလိုနေထားလေးရောက်တဲ့အခါမှာကျွန်တော်တို့အနေနဲ့သူ့ကို font color လေးတစ်ချက်ပြန်ရွေးပေးလိုက်ပါဟုတ်ကဲ့ဒီ action ဆိုတာလေးကိုတော့အပေါ်တစ်ချက်ပြန်တင်ပေးလိုက်ပါဒါမှနီလန်းလေးအတိုင်းပဲပေါ့နော်ဒီလိုနေထားရလာတဲ့အခါမှာကျွန်တော်တို့ကခုနနီလန်းလေးအတိုင်းပဲ right click လေးထောက် duplicate slide လေးကိုနှိပ်လိုက်ပါ
နှိပ်ပြီးရင်ကျွန်တော်တို့ကဒီတစ်ခေါက်ကတော့ဒီအပေါ်က၄ခုလုံးကိုအပေါ်ထပ်တင်မှာတော့မှာဖြစ်ပါတယ်၄ခုလုံး selection ပေးပထမနီလန်းလေးအတိုင်းပဲအညီအမျှလေးဖြစ်အောင်အပေါ်ဘက်ကိုပို့ပေးလိုက်ပါမယ်လွတ်တဲ့နေရာမှာ click တစ်ချက်ထောက် conclusion ဆိုတာလေးကို selection ပေးပြီး font color ပြောင်းပါမယ်သူ့ကိုဒီဘက်တစ်ချက်ကပ်ပေးလိုက်မယ်ဟုတ်ဒီတစ်ခေါက်အပေါ်တင်ပါလေးကတော့နောက်ဆုံးဖြစ်တဲ့ action ဆိုတာလေးကိုဒီကိုတင်ပေးလိုက်ပါမယ်ဒီမှာ font color လေးတစ်ချက်ပြောင်းမယ်ပေါ့နော်ဒီလိုနေထားရတဲ့အခါမှာကျွန်တော်တို့ကဘာလေးကိုအသုံးပြုမလဲဆိုရင်ဒီမှာ title မှာဆိုလဲကိုပြောမဲ့ title အကြောင်းအရာနဲ့ပတ်သက်တဲ့ပုံလေးတွေစာလေးတွေကိုဒီဘက်ဘေးလေးတွေမှာထည့်လိုက်ပါဥပမာကျွန်တော်တခုထည့်ပြပါမယ်ညဆက်သေးပဲသွားကိုပုံထည့်မယ်ဆိုရင်ပုံထည့်မယ်ဆိုတဲ့ picture ကိုဒီလိုက် this device ဆိုတာလေးကိုရွေးကိုပုံနေရှိတဲ့ file လမ်းကြောင်းလေးကိုရွေးပေးလိုက်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်လုပ်ခဲ့တဲ့ e တွေကနေပြီးတော့မှကိုပုံနေရှိတဲ့ file လမ်းကြောင်းလေးကိုရွေးပေးလိုက်ပါဒီလိုလေးပေါ့နော်ဒီလိုကိုပုံနေစာရင်းနဲ့ပတ်သက်ပြီးတော့မှရှင်းပြခြင်းနဲ့ဆိုရင်ဒီမှာတော့ဒီပုံလေးရဲ့ခေါင်းစဉ်လေးပေါ့ခေါင်းစဉ်လေးတွေစာလေးတွေကိုထည့်လိုက်ထည့်ပြီးရင်ဒီလိုပုံလေးတွေထည့်ပေးလိုက်ပါဒီလိုပဲကျွန်တော်တို့ဒီမှာဆိုရင်လည်း decoration အကြောင်းပြောတဲ့အခါမှာဒီ decoration မှာကိုဘယ်လိုပုံလေးတွေထည့်မလဲဆိုတာလေးကိုလုပ်ပါဒီပုံမှမဟုတ်ဘူးတခြားစာလေးတွေကိုနှုတ်ကလေးတွေ key လေးတွေထုတ်ပြီးတော့မှထည့်ချထားခြင်းလည်းရပါတယ်ဒါကျွန်တော်နမူနာလုပ်ပြပေးတာပါဒီကောင်လေးတွေကတော့မှာပေါ့နော်ဒီလိုပုံစံလေးတွေထည့်ပြီးတော့မှပြောနိုင်ပါတယ်ဒီလိုပဲ feeling ဆိုတဲ့နေရာလေးမှာလည်းဒီ feeling မှမဟုတ်ဘူးပေါ့နော်ဒီကိုပြောမဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့စာသားလေးတွေပုံလေးတွေကိုထည့်လိုက်ပါပုံလေးကိုချဲ့ပေးလိုက်ပါမယ်ဟုတ်ပြီဒီမှာနောက်ထပ်တစ်ခုလည်းဒီပထမနည်းလမ်းလေးအတိုင်းပဲပုံလေးတွေစာလေးတွေထည့်ပေးလိုက်ပါကျွန်တော်ကတော့အလွယ်ဖြစ်အောင်ဒီနမူနာလုပ်ငန်းလေးဖြစ်တဲ့အတွက်ဒီပုံလေးတွေကိုပဲထည့်ပေးလိုက်ပါတော့မယ်ဒီမှာပုံလေးကဖုံးနေရဖြစ်တဲ့အတွက်ဒီဘက်လေးကိုနည်းနည်းရွှေ့ပေးမယ် action ဆိုတဲ့နေရာလေးမှာလည်းတကယ်လို့စာတွေထည့်ခြင်းလည်းရတယ်အခုကတော့ကျွန်တော်ပုံလေးတွေပဲစမ်းထည့်ပြတဲ့နေရာဖြစ်ပါတယ်ဒီလိုရတဲ့အခါမှာကျွန်တော်တို့ကဒီဘက်က slide လေးတွေ selection တက်ပြန်ပေးမယ်ပေါ့နော် selection ပေးပြီးပြီဖြစ်တာနဲ့ကျွန်တော်က control A လေးနဲ့တစ်ချက်ခေါ်ပြီးတော့မှဘယ်ကိုသွားမလဲဆိုရင် transition ကိုသွားလိုက်ပါမယ်သွားပြီးရင် more transition ဆိုတာလေးကိုတစ်ချက်ရွေးလိုက်မယ်ဒီလိုရွေးပြီးတဲ့အချိန်မှာကျွန်တော်ကဒီမှာ mouse click နဲ့ရွေးမှာလားဒါမှမဟုတ် mouse click နှိပ်စရာမလိုဘဲနဲ့ပြီးမှာလားကျွန်တော်တော့ mouse click နှိပ်မှာပဲဒီ effect လေးတွေကိုထွက်လာစေချင်တာပါဒါဆိုရင်ကျွန်တော်ဒီမှာ duration ကြာချိန်တွေကိုလည်းတစ်ချက်ချိန်ခဲ့လိုက်မယ်မိတ်ဆွေတို့အနေနဲ့လည်းကိုပြောမဲ့အချိန်နဲ့ကြာချိန်တွေကိုကိုယ့်အုံနဲ့ကိုချိန်ဆနိုင်ပါတယ်ဒါဆိုရင်ဒီလိုလုပ်ပြီးတဲ့အခါမှာကျွန်တော်တို့လုပ်ထားတာလေးကိုအစမ်းကြည့်ကျင်တာဖြစ်တဲ့အတွက်ကျွန်တော်က F5 လေးကိုနှိပ်လိုက်ပါမယ်ဟုတ်ကဲ့ဒီမှာကျွန်တော်က click တစ်ချက်နှိပ်မှထွက်မှာဖြစ်တဲ့အတွက် click လေးနှိပ်ကြည့်လိုက်မယ်မိတ်ဆွေတို့မြင်ရတဲ့အတိုင်းအများတူနာစိတ်ဝင်စားလာနိုင်မဲ့ PowerPoint design တစ်ခုကိုရရှိနေပြီပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းကို presentation လုပ်ရမယ့်အချက်လက်တွေနဲ့ကိုက်ညီခဲ့တယ်ဒီ design လေးတွေကိုကြိုက်ပါတယ်ဆိုရင်ကျွန်တော်ပြောခဲ့တဲ့အတိုင်းလေးတွေပဲလိုက်လုပ်နိုင်ပါတယ်အကယ်၍တစုံတရာအခက်အခဲရှိခဲ့တယ်ဒီလိုတဲ့နေရာမှာအခက်အခဲလေးတွေရှိခဲ့တယ်ဆိုရင်ကျွန်တော် comment မှာလည်းမေးနိုင်ပါတယ်ခက်ခဲတဲ့စုံတရားရှိခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ comment လေးထဲမှာမေးထားနိုင်ပါတယ်ယခုလိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်လည်းဒီလိုအသစ်တင်ပြစာတွေကိုတင်ပြပေးသွားအောင်ပါမို့လို့မိတ်ဆွေတို့အနေနဲ့ like and subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့ဦးနော်